မလာခြင်းလဲငါလာခဲ့မယ်အမြန်လားငါနေကိုစောင့်နေပါဒီနားလဲပုံလို့ရပဲnoပုံလို့မရအောင်တော့မြင်နေရှော့အမြင်တော့မျက်လုံးကန်းသွားပြီဒါပါကြီးလေPE อ่ะပါကြီးလေpepper မသိဘူး Oh my god ဒီကတီဗီဒီဟာနဲ့ဆိုရှင်တော့ငါတို့လုံလောက်ပြီမခဏငါထိုင်းစဉ်းစားအောင်မယ်ခုနကတော့လဲတွေ့နော်ဟိုလိုလေးခုနလှေသားနေမူလီဆိုတာပဲအဲ့နာဖြတ်သွားတော့တွေ့ရွာကြီးဒီနာက green ဒီနာဖြစ်တယ် okay ဒါဆိုရှင်တော့မြောက်ခန်းထဲက basement ထဲကထွက်ဖို့ဆိုရှင်တော့တေချာသွားပြီဒီခါကျရင် granny ကိုတတ်မှာပဲရောက်တော့ဘာလို့လဲဆိုတော့ဒီချင်းကငါ့ရဲ့အချင်းကြိုက်ပေးလေ Are you stupid or something? လာချင်းတဲ့ချိန်လာတော့ငါဒီမှာတနက်ရှိရင်တော့မကြောက်တော့ရှော့လာအဲ့ဒါစောက်ဟာဒုက္ခပဲတနက်ကအရေးကြီးရကိုယောဂရာကြီးတည်တာမခဏခဏနေငါခုနဘေးနားမှာဘေးဝါမလို့လဲဖဲလမ်းလာပိတ်နေဟုတ်တယ်ဒီခန်းအောင်သွားမှာသူ့ခန်း basement နေရောအောက်ထပ်တွေရောပေါ်ထပ်တွေရောရှုပ်ရှက်ခန့်အေးဟုတ်တယ်ဒီယူသွားငါနည်းနည်းလေးရောဦးကြောင်ညာဖြစ်ကိုပြင်ရအောင်ဆိုရောဒီလိုတက်မပြည့်တာဘာလို့လဲဆိုတော့တနက်နဲ့ချိန်ပြလို့ရှိရင် तू ကအပေါ်ပြည့်လို့တက်ပြည့်လို့ရှိရင် तू အောက်ကိုရှော့ရယ်အပေါ်ထောင်ပြီးပြည့်လို့ရှိရင်တော့ 2 hours later shine the game မင်းတို့တော်မဟုတ်တော့ငါနဲ့တွေ့မယ်ဒီကိုအောက်ကိုစင်းယူစားမလို့တော့ရော့တနက်ကြီးရ3ခုအောင်ကိုင်းကြီးရ3ခုကိုင်းလာလို့ရှိရင်တော့ရမှာပဲဒီ basement နဲ့တစ်ခါပြန်ဆင်းအောင်မြောက်ခန်းနေကဘယ်နှခုအောင်လဲမသိဘူးအခုကစတိုင်လာခန့်ရှိသေးနေအောင်မတော့ရသေးဒီနားလေး A few moments later အောက်ကိုအပေါ်ပြည့်လို့ရှိရင်အောက်ကိုရှော့ရဲအဲ့ဒါကြောင့်မထီရ sorry ပဲဒီတက်နဲ့ပြေတက်ပြေးရမှာအဲ့ဒါမှမှန်ပါသူက10 minute 10 minute 10 minute နဲ့3စက္ကန့်ဆိုတော့ပြန်နိုးလာပြီလေပြန်မနိုးလို့ပဲရဟေးတလက်စသေးတယ်တလက်စသေးမရောက်တော့ဘူးဒါမှတလက်စသေးဒီကတော့ငါနိုင်လောက်ပါပြီသိရမလား Oh my god တီးလောက်ပါရဲ့ငါနိုင်ပြီးသားဆိုတာနင်တို့တွေတီးပြီးသားအဲ့လေစကရင်ကနည်းနည်းလေးတော့အခန်းထဲလဲဝင်ကြည့်အောင်လို့သူကပြောလို့ရမှာသူများအခန်းထဲမှာဝင်ကြည့်ရတယ်ခဏဘယ်နဲ့မှာလဲခုနလေးငါခုနဘယ်နားမှာတေခဲ့ရလဲဆိုတော့မင်းတို့သိလိုက်တာခုနကြည်ယူတဲ့နေရာမှာတေသွားမြင်လို့နောက်ကရင်လိုက်10 minute နဲ့30စက္ကန့်ငါယူရမယ်ကြည်ရဲမယူတော့ဘူးဒီမှာလည်းမရဘူးသူတေးဝိုင်းဆိုတော့တစ်ခါဟိုအောက်မြောက်ခန်းထဲသွားပြီးတော့တစ်ခါထပ်ပြရမယ်ဒီတစ်ခါကငါခုန4ကွာနဲ့ဒီဟာနဲ့မှားနေရဆိုတော့မော်ဒီမဟုတ်ဟာနဲ့အပေါ်ကဟာနဲ့မားနေ
ဒီဟာတက်တက်ပြရမယ်ဒီနာကြည့်ရဘေးရောက်ပါအခုရှင်တော့အောက်ခင်းနေတယ်ဒီမှာကျွန်တော်ဒီတစ်ခုချမယ်ပြုတ်ရှင်ဘောပစ္စည်းသွားရည်လားဒီမှာထားလို့ရဒီပက်လော့ခီတော့ထားလာဒီမှာချပြီးဆိုရှင်တော့သွားရည်လားဒီမှာထားပြီးအဲ့ဒီ3ကိုကကျွန်တော်လိုအပ်တယ်ပေါ့ဗျာဒီဥစ္စာဒီမှာအရင်တော့ကျွန်တော်ပလေယာယူလာတယ်ပေါ့ဗျာစကွဲနည်းနည်းလေးကိုဖြစ်နေရတော့ကောင်းပါပါဒါလေးနဲ့ဆက်ဆက်ဖြစ်ပြီလို့ရှိရင်ဒါဒူထိုးရမယ်ဒါကြောင့်ခုနကတော့ဖြစ်ရမယ်တော့ရပါတယ်နော်ပြီးလို့ရှိရင်တော့ကျွန်တော်ဒုတ်ကိုထိုးမယ်ဒုတ်ကိုထိုးပြီးသွားလောက်လိုက်အောင်ပေါ့နော်ကျွန်တော်ရောက်လာပြီနောက်ဆုံးတော့တစ်ခုကျွန်တော်ခုနတော့သွားရအောင်ပေါ့နော်နောက်ဆုံးတော့ file လေးပေါ့နော်ကျွန်တော် padlock rest padlock ကို queue ရယူနော်လေးတွေ့ရင်သွားလိုက်ဒီလိုလေး view ဖြတ်ပြီးတော့လေတလားတစ်ခုနဲ့တစ်ခုသွားယူရတာကအပေါ်မှာ granny လေးလေမမီးကိုတော်သေးရပေါ့နော်ဒီမှာနောက်ဆုံးတော့ကျွန်တော်ဒီတော့ကိုရရှိခဲ့ပြီပေါ့နော်ခုနကတော့မှ okay နေဒီတွေ့ပါပြီဒါတော့ကျွန်တော်ပြင်သွားပြီပြီးတော့ကဲဆိုတော့ကျွန်တော်ဒီနေ့ရဲ့ video လေးကိုကြိုက်နေတဲ့မယ်ဆိုလို့ရှိရင်တော့ like and subscribe လုပ်ဖိခဲ့ပြီးတောင်းဆိုချင်ပါတယ်ဖတ်ထုနဲ့ပတ်တူနဲ့လှုပ်ထားရဆိုတော့လေဖောင်ဝမ်းရဲ့ဖတ်ထုရဲ့ဖတ်သွေးလှုပ်ထားရဆိုရှင်တော့ကျွန်တော်အဲ့ the last ဒီတရက်သေးနဲ့ကိုကျွန်တော်နိုင်သွားခဲ့ပါတော့ video ဖြတ်ပြီးတော့နောက်ဆုံးပိုင်းမှာ video ဖြတ်ပြီးလှုပ်ထားတာကကြောက် video ရိုက်နေတဲ့နဲ့ granny မိမှာကြောက်တယ်နောက်ပြီး spider မိမှာကြောက်လို့ပေါ့နော်ကျွန်တော်ပြေးပြီးတော့အဲ့ဂျားထဲမှာ granny ရောအဲ့ spider လိုက်တာဆိုတော့ကြောက်ဖို့ကနေဆိုတော့ဒီနေ့ video တော့ bye bye